ဒီကိစ္စဆရာတစ်ခါပြောမှုတယ်เนาะနည်းနည်းဗီဒီယိုတင်ထားတာကြာပြီဆိုတော့မမှတ်မိကြတာလည်းဖြစ်ပါလိမ့်မယ်အဲ့တော့ပါဇက်မှာအဖြူကွက်တွေအဖြူဖတ်ဖတ်တွေပေါ်တယ်ဆိုရင်နိုဂျိုးလားဒါမှမဟုတ်ရင်ဆရာတို့မက်ခယူလားနှစ်ခုခွဲရတာနိုဂျိုးဆိုတော့ပုတ်လိုက်ရင်ပြောက်တယ်ကွယ်မက်ခယူကတော့ပုတ်လည်းမပြောက်ဘူးပေါ့เนาะပြီးတဖြည်းဖြည်းပိုဆိုးလာတတ်တယ်အစားအသောက်ပြတ်တဲ့အထိတချို့ကလေးတွေရောက်တယ်တချို့ကလေးတွေကတော့သူ့ပြန်ကောင်းသွားတာလည်းရှိတယ်အဲ့တော့မက်ခယူကဒီအရွယ်မှာတအားဖြစ်တာတစ်နှစ်နှစ်လဆိုတော့เนาะဒီတစ်နှစ်ပေါင်ဝန်းကျင်ရွယ်မှာတအားဖြစ်တာတခြားကိစ္စမဟုတ်ဘူးပါဇက်တဲ့လက်ထက်တာเนาะပြီးလို့ရှိရင်အယုတ်တွေကြိုက်ဟိုဟာကုန်းကြိုက်ဟိုဟာကုန်းရက်เนาะအဲ့ရနေပြီးတော့ဖြစ်တာအဲ့တော့ဖြစ်ပြီဆိုရင်များသောအားဖြင့်ကတော့90ရာခိုင်နှုန်းလောက်ကတော့ဆရာတို့သူ့အနေနဲ့သူပြန်ကောင်းသွားတာချီပဲဘာမှတော့လုပ်ဆရာမလို့လိုက်မပြင်းထန်လို့ပေါ့เนาะဒါပေမဲ့တချို့အစာမစားနိုင်တဲ့အထိဖြစ်တဲ့ကလေးတွေတချို့နိုးဆိုရင်တော့နိုးကိုတွန်းထုတ်တယ်ဆိုလို့ရှိရင်တော့ဆရာတို့ Nystatin တို့ Miconazole တို့ဒီလို cream လေးတွေရောအဆက်ချတွေရောဒါအခုတာလေးတွေရှိပါတယ်ဒါပေမဲ့ကလေးပေါ်မူတည်တဲ့အတွက်ဆရာတို့ကတော့နီးစပ်ရာကလေးဆရာဝန်တရားရောက်နဲ့ပြပြီးတိုင်ပင်ပြီးတော့ဆက်ပြီးတော့ကလေးကိုကုသတာကောင်းမယ်လို့ယူဆပါတယ်အဓိကကတော့ဖြစ်ရတဲ့အကြောင်းရင်းကတော့ခုနပြောတာတွေပဲเนาะဆိုတော့တတ်နိုင်သမျှပါဇက်တွေကိုလက်မထည့်အောင်ပစ္စည်းတွေကုန်းကိုက်ကုန်းရက်မလုပ်မိအောင်ယူဆိုင်ပါအနေနဲ့ကြီးကြီးမားမားတော့ရှိတာမဟုတ်ပေမဲ့နိုးဆိုပြတ်လာရင်တော့ကလေးဝိတ်ကြမှာလဲဆိုပါတယ်เนาะပြတာကုသပါ